မင်္ဂလာပါ Keystone Education Channel မှာကြိုဆိုပါရစေဒီဗီဒီယိုမှာ day day ဆိုတဲ့စကားလုံးပါတဲ့ idioms တွေကိုလေ့လာကြမှာဖြစ်ပါတယ်နောက်ပြီးတော့ binomials တွေကိုလည်းဆက်ပြီးလေ့လာကြမှာဖြစ်ပါတယ် 1 all in a day's work လို့ရိုးလို့ဆိုရင်တနည်းအားဖြင့်ကျွမ်းကျင်ရာလိမ္မာတာပါလို့ဆိုလိုပါတယ် example When I praised the nurse on how efficiently she dressed the wound, she smilingly replied, "It's all in a day's work." သူနာပြုဆရာမကျွမ်းကျင်စွာအနာစစ်တဲ့ဘုံကိုကြည့်ပြီးချီးမွမ်းစကားပြောလိုက်တဲ့အခါမှာတော့သူကပြုံးပြုံးလေးနဲ့ကျွမ်းကျင်ရာလိမ္မာတာပါလို့ပြန်ဖြေပါတယ်လို့ဆိုလိုပါတယ် 2 call it a day ရက်လိုက်ကြစို့လို့ဆုံးဖြတ်တာပါ example 2 hours after the meeting started The manager finally said, "Let's call it a day." အစည်းအဝေးစပြီး2နာရီလောက်ကြာတဲ့အခါမှာတော့မန်နေဂျာကရလိုက်ကြစို့လို့ပြောပါတယ်လို့ဆိုလိုတာပါ 3 order of the day ရေးကြီးခွင့်ကျယ်ဖြစ်လာတာခေတ်စားလာတာကိုခေါ်ပါတယ် example quiz shows are becoming the order of the day in every TV channel TV channel တိုင်းမှာပဟေလိအစီအစဉ်တွေကိုအလေးပေးလာကြတယ်လို့ဆိုလိုပါတယ် 4 daylight robbery အေးဓမြတိုက်တာကိုခေါ်တာပါဥပမာမတန်တရားဈေးတောင်းခြင်းကိုခေါ်တာပါ example a taxi fare of 10,000 kyats for a 5-minute trip is a daylight robbery 9 မိနစ်ချိန်ခရီးလေးကိုအတွက်ကိုတက္ကစီက1000တောင်းတာဟာအေးဓမြတိုက်တာပါလို့ဆိုလိုတာပါ 5 at the end of the day အခြေအနေရရကိုသုံးသပ်ပြီးနောက်ဆုံးကောက်ချက်ချခြင်းလို့ဆိုလိုတာပါ at the end of the day smoking is the main reason for lung diseases အားလုံးကိုချုပ်ကြည့်လိုက်ရင်အဆုတ်ယောဂတွေရဲ့အဓိကအကြောင်းရင်းကဆေးလိပ်တောက်ခြင်းဖြစ်တယ်လို့ဆိုလိုတာပါ 6 have one's day အောင်မြင်တဲ့အချိန်တစ်ချိန်ချင်းခေတ်တစ်ခေတ်ရှိတယ်တနည်းအားဖြင့်စမ်းထချိန်လို့ဆိုလိုပါတယ် example every actor has his day သရုပ်ဆောင်တိုင်းမှာအောင်မြင်တဲ့အချိန်စမ်းထတဲ့အချိန်တစ်ချိန်တော့ရှိတယ်လို့ဆိုလိုတာပါနောက်လာမယ့် expressions တွေကတော့ binomial expressions လို့ဆိုပါတယ်များဖြင့် adjective နှစ်ခုကိုတခြားစကားလုံးတစ်ခုနဲ့ဆက်ထားတာပါအစီအစဉ်အမြဲတမ်းဒီတိုင်းရှိရပါမယ် spoken language တွေမှာသုံးလို့ရှိပါတယ် Keystone Channel ရဲ့ KS21 မှာ binomial expressions တွေကိုမိတ်ဆက်ပေးပြီးဖြစ်ပါတယ်အခုဒါတွေကတော့အရင် post တွေမှာသင်ပြီးသွားတဲ့ binomial expressions တွေဖြစ်ပါတယ် on and off sooner or later safe and sound part and parcel pick and choose by and large give or take give and take pros and cons step by step အဲ့ဒါတွေကတော့လေ့လာပြီးဖြစ်ပါတယ်အခုဆက်ပြီးအသစ်တွေလေ့လာကြပါမယ် 7 in no shape or form ဒီအသုံးနှုန်းလေးကိုမကြခင်ကတင်ကမ္ဘာနိုင်ငံရေးခေါင်းဆောင်2ယောက်တောင်သုံးသွားတာတွေ့ရပါတယ်အဓိပ္ပာယ်ကတော့လုံးဝကိုမှနည်းနည်းလေးတောင်မှလို့ဆိုတဲ့အဓိပ္ပာယ်မျိုးပါပဲ example they show the appreciation in no shape or form သူတို့ကကျေးဇူးတင်ကြောင်းလက္ခဏာကိုဇိုးစင်းလေးမှတောင်မပြဘူးဆိုတဲ့အဓိပ္ပာယ်ပါ 8 hustle and bustle အလုပ်များတာရှုပ်ထွေးတယ်လို့ဆိုလိုပါတယ် example I prefer the quiet life of a village to the hustle and bustle of a big city မြို့ကြီးပြကြီးများရဲ့မျက်စိနောက်เสียအလုပ်များတဲ့နေရာတွေနဲ့စာလို့ရှိရင်ကျေးလက်ရဲ့အေးဆေးဆေးဘဝကိုပို့ပြီးတော့နှစ်သက်တယ်လို့ဆိုလိုပါတယ် 9 up and down နေရာအနှံ့လို့အဓိပ္ပာယ်ရပါတယ်သွားကြည့်လာကြည့်လို့လည်းအဓိပ္ပာယ်ရပါတယ် example he looked up and down for his lost dog but still hasn't found it
သူခွေးပြောက်နေလို့နေရာအနှံ့လိုက်ရှာပေမဲ့ခုရထိမတွေ့သေးပါဘူးလို့ဆိုလိုပါတယ်ဒုတိယ example အနေနဲ့ကတော့ The boat sailed up and down the Ayeyarwady River to carry goods အေယာဝတီမြစ်ကြောင်းတစ်လျှောက်မှာလှေတွေစုံကြီးဆောင်ကြီးသွားလာပြီးကုန်ပစ္စည်းတွေကိုသယ်ယူပို့ဆောင်ကြတယ်လို့ဆိုလိုတာပါ10 more or less ခန့်မှန်းခြေဒါမှမဟုတ်အတိုင်းအတာတစ်ခုထိလို့ဆိုလိုပါတယ် example Their puppy is more or less a member of the family သူတို့ရဲ့ခွေးလေးကိုမိသားစုဝင်နီးနီးသဘောထားကြတယ်လို့ဆိုလိုပါတယ်11 alive and kicking ရှင်သန်နေတယ်သက်ဝင်လှုပ်ရှားနေသေးပဲလို့ဆိုလိုပါတယ်တိုက်ရိုက်အဓိပ္ပာယ်ကိုပြောမယ်လို့ဆိုလို့ရှိရင်တော့ example when the rescuers took the baby out of the rubble and found it to be alive and kicking they all shouted with happiness ပျက်စီးပုံတွေကကလေးလေးကိုကယ်ဆယ်ရေးအဖွဲ့တွေကကယ်ထုတ်လိုက်ပြီးကလေးလေးအသက်ရှင်နေတာတွေ့တဲ့အခါမှာအားလုံးဝမ်းသာပြီးအော်ကြတယ်လို့ဆိုလိုပါတယ်အလင်္ကာသဘောမျိုးနဲ့သုံးမယ်လို့ဆိုလို့ရှိရင်တော့ example animism is still alive and kicking in some regions တချို့ဒေသတွေမှာနတ်စိမ်းကိုးကွယ်မှုဟာရှင်သန်နေသေးပါလို့ဆိုလိုပါတယ်12 high and dry ကူရမဲ့ကယ်ရမဲ့ဖြစ်နေတာကိုခေါ်တာပါ example all the roads leading to the village were damaged by the earthquake and the villagers were left high and dry ရွာကိုသွားရောက်တဲ့လမ်းတွေအကုန်လုံးငလျင်တန်းကြောက်ပျက်စီးနေတဲ့အတွက်ရွာသားတွေမှာကူရမဲ့ကယ်ရမဲ့ဖြစ်နေတယ်လို့ဆိုလိုတာပါဒီတစ်ပတ်တော်တော်ဒီလောက်ပါပဲကြည့်ရှုလေ့လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်